အဖိုးကိုတယောက်ကသူ့ရဲ့ငါးများတံကိုနောက်ပြန်ပစ်လိုက်ပြီးငါးများကျိုးနဲ့စက်ကလုတ်တစ်ခုကိုလမ်းချိတ်ပြီးဖွင့်လိုက်ပါတယ်မရေမတွက်နိုင်တဲ့ဂီယာတွေစတင်လဲပတ်လာပြီးရေအောက်ခြေကရန်ရားတွေစတင်အလုပ်လုပ်ပါတော့တယ်ရေမျက်နှာပြင်ပေါ်ကိုကြောက်တိုင်ကြီးတက်တိုင်ထိုးတက်လာပြီးအဲ့ဒီကနေမရေမတွက်နိုင်တဲ့မြင်းကျိုးတွေပြစ်လွတ်လိုက်ပါတယ်အနဲ့ရောင်ဝတ်ထားတဲ့လူတွေကရှောင်းတိန်ဖို့အချိန်မရလိုက်ပဲမြင်းကျိုးတွေရဲ့ဖျက်တောက်မှုကိုခံရပြီးရေထဲကိုတယောက်ပြုတ်ကျကုန်ကြပါတယ်အဖိုးအိုကသူတို့ကိုစက်တိုက်လောင်ပြောင်နေခဲ့ပါတယ်ရုတ်တရက်ဆိုသလိုလူငယ်တယောက်ကတိရွက်တွေအများကြီးကိုအောက်ကျဲချလိုက်ပါတယ်တိရွက်တွေကမြင်းကျိုးတွေပေါ်ကျသွားတဲ့အချိန်မှာသူကအပေါ်ကနေခုန်ချလိုက်ပြီးအဲ့ဒီတိရွက်တွေကိုခြေခံဖြစ်အသုံးပြုကတင်မင်းနမန်ကျုံးမြင်တွေပေါ်မှာလွတ်လပ်စွာသွားလာပြလိုက်ပါတယ်အဖိုးအိုကဒေါသထွက်ပြီးငါးများတံနဲ့လမ်းပစ်ပေါက်လိုက်ပါတယ်ဒါပေမဲ့လူငယ်ကအလွယ်တကူရှောင်တိန်လိုက်ပြီးအဲ့ဒီငါးများတံကိုပဲခြေခံဖြစ်သုံးကထောင်ချောက်ကနေအောင်မြင်စွာဖောက်ထွက်သွားပါတယ်ထွက်မသွားခင်မှာလူငယ်ကကျေးဇူးပဲလို့လောင်ပြောင်တဲ့လေတံနဲ့ပြောသွားပါသေးတယ်အဖိုးအိုကအန်ရရှိမှန်းတိလိုက်လို့အချက်ပြမိကြီးကိုချက်ချင်းပစ်တင်လိုက်ပါတယ်တရင်ရတာနဲ့ဂိုင်းကောင်းဆောင်ကလူတွေစုပြီးရန်သူကိုလိုက်ရှာကြပါတယ်တောင်ချေရောက်တော့တောအုပ်ထဲကငှက်တွေအလန့်တကြားပြန်ထွက်လာတာကိုတွေ့လိုက်ရပါတယ်လီဆာကချက်ချင်းပဲအဲ့ဒီဘက်ကိုအပြေးလိုက်သွားပါတယ်တောအုပ်ကိုဖျက်ကျော်ပြီးတဲ့အခါသူမရက်တန့်သွားပါတယ်သူမကတရွက်ကိုခူပြီးပြစ်ချကြည့်လိုက်တော့တရွက်ကလေထဲမှာတင်တိခတ်နဲ့နှစ်ပိုင်းပြတ်သွားတာကိုတွေ့လိုက်ရပါတယ်ပတ်လည်းနေရာအနှံ့မှာတင်မင်းနမန်မြင်းကျိုးတွေရှုပ်ထွေးဝေလီစွာရှိနေတာပါလီဆာကသူ့ရဲ့တွေ့ရတဲ့ခနာကိုအသုံးပြုပြီးကျိုးတွေကြားကနေဂယူးတစိုက်တိုးဝင်သွားကလူငယ်ရဲ့ခြေရာခံကိုဆက်ရှာပါတယ်နောက်ဆုံးမှာတော့ခြိုင်ဝမ်တစ်ခုထဲမှာလူငယ်ကိုလမ်းတွေ့လိုက်ပါတယ်လီဆာကလူငယ်ကိုအမိလိုက်ဖို့လှုပ်တုံးသူမရဲ့ခြေထောက်ကချောထွက်သွားပြီးမြင်းကျိုးတွေစီကိုတဲတဲမတ်မတ်လျှော့ချသွားပါတော့တယ်အသက်အန္တရာယ်ကြုံနေရတဲ့အခိုက်အတန့်မှာပဲလူငယ်ကအပြေးပြန်လှည့်လာပြီးလီဆာကိုသူ့ရင်ခွင်ထဲဆွဲဖက်ကအချိန်မီကယ်တင်လိုက်နိုင်ပါတော့တယ်